ဒီနေ့အချိန်လေးနည်းနည်းအားတာနဲ့ဂိမ်းမုံလေးလှုပ်ရှားကြရအောင်ရူတဲကလေးကရဲ့ဘောချော်လာလေးတွေတက်ဂိမ်းမုံလေးလှုပ်ရှားပြရဲ့လှုပ်ပြပါမယ်စင်ဘာဂိမ်းမုံလေးဖြစ်မလဲဆိုတော့ကြည့်ကြရအောင်နော်စုံမွေးရင်ဂိမ်းမုံလေးလုံးမယ်ဒါပါဝင်တဲ့ပစ္စည်းတွေပေါ့နော်ဂိမ်းမုံလေးရဲ့စီလေးရဲ့ဒါအပွားမုတ်ပေါ့နော်ဒါကြတော့အုတ်ဒီနုပါတော့တခြားပါမယ်ကျဲဥပါမယ်နောက်ပြီးတော့အုံနုပါမှာပေါ့နော်ကဲစားလို့ကြရအောင်ချစ်တို့ရေအရင်ဦးစောကျဲဥနှလုံးဖောက်ထည့်မယ်ကျဲဥကနှလုံးသုံးထားတာပေါ့နော်ကျဲဥနှလုံးဖောက်ထည့်မယ်တမအောင်ဒီဝင်လိုက်မယ်ပြီးတော့တကြားထက်မယ်တကြားထမင်းစားဆုံးလေးဆုံးလောက်ထပ်ထားပါလေနော်ကိုကြတဲ့အချိုပေါ်မူတည်ပြီးတော့ထက်လို့ရပါတယ်စောထက်ပို့ထက်လို့ရပါတယ်ပေါ့နော်ဒီကကြတော့လေးဆုံးလေးထပ်ထားပါတယ်နောက်ပြီးတော့အုံနုလေးပြန်ထည့်မယ်အုံနုကကြတော့150ဒီဂရီတောင်းထားတာပေါ့နော်200လောက်ပေါ့နော်နည်းနည်းလေးတောင်းထားပြီဆိုတော့200လောက်ပါမယ်ထည့်လိုက်မယ်နောက်ပြီးတော့စားလေးနည်းနည်းထည့်မှာပေါ့နော်နောက်စီလေးထားထည့်မယ်စီလေးကြတော့တိုင်ဒီစီလေးတုံးထားတာပေါ့နော်စီလေးကြတော့3ဆုံးလောက်4ဆုံးလောက်ထည့်မယ်3ဆုံးလောက်ဆိုရပြီတမရင်ဝင်လိုက်မှာပေါ့နော်တမရင်ဝင်လိုက်မယ်ဟောဆုံးမွေးရေးလေးထဲမယ်ဒါကြတော့လေးဆုံးတော့တက်ထားတာပေါ့နော်ဒီတော့ကျတော့ပထမဦးဆုံးလောက်တာပေါ့နော်ဒီလိုပုံမျိုးလေးဖြစ်မယ်ဆိုတာစကြည့်ကြရအောင်တခြားလေးကြည့်သွားတဲ့အထိဒီဦးဆုံးနေထားမယ်နော်ဆုံးမွေးရဲ့အနာမွေးနေတော့ပေါ့ပြီးရင်ဂိတ်အမုံလေးပြန်ထည့်မယ်ဂိတ်မုံကြတော့ဒါလေးသုံးထားတာပေါ့နော်ဂိတ်မုံကိုစကားနဲ့တစ်ခါတည်းဆက်လိုက်မယ်နော်သူ့ကိုခုနှစ်ဆုံးထပ်ထားမယ်နော်မင်းမမဆုံးလေးဆိုတော့ခုနှစ်ဆုံးလေးတုံးထားမယ်
ကားတဲ့စစ်ထက်လိုက်မှာပေါ့နော်နောက်ပြီးတော့ဒီထဲကိုအပွားမုတ်လေးထည့်မယ်အပွားမုတ်ကျတော့ဒါရင်စုပ်ထားတာပေါ့နော်မုတ်လေးအသားလေးပွားအောင်တုပ်ထားပါတယ်သူကကျတော့တစ်စုံကနေမှတုပ်ထားပါတယ်ဒီလောက်ပေါ့နော်ကဲစကားနဲ့ဆက်လိုက်အောင်မယ်စင်စကားနဲ့အရင်ဆက်လိုက်အောင်မယ်နော်ချစ်တို့နော်ကိုရပထမဆုံးလုံးနေလေးပါဘယ်လိုများဖြစ်မလဲစကြည့်ကြရအောင်နော်ချစ်တို့နော်မုံတာနေလည်းရအောင်ပြီဆိုတော့တမန်အောင်ပြန်ဝင်လိုက်မယ်တာလေးပစားထည့်ပြအောင်တမန်အောင်ဝင်လိုက်မှာပေါ့နော်မအောင်မွေထားလိုက်မယ်မွေးနေရောချစ်တို့ရေအစာပင်လေးစားမလားကော်ဖီလေးနဲ့တောက်မလားခဲဒီလောက်ဆိုရပြီပေါ့နော်ဒီလိုမဟုတ်တော့လေရပြီဆိုတော့အနည်း20လောက်ထားလိုက်အောင်မယ်တိတ်ထားရမှာပေါ့နော်အနည်း20ပေါ့နော်မိနစ်20နော်ဒီမိနစ်20စနေစဉ်အတွင်းမှာကိုပေါင်းမဲခွဲဦးထဲစီနည်းနည်းလေးတောက်မှာပေါ့နော်ဒါမှမဟုတ်ပါတဲ့ဒီခွက်သေးလေးတွေစီလို့ဆိုရင်ခွက်သေးနဲ့ပေါင်းလို့ဆိုရင်ပိုလာပါတယ်နော်အခုကမစီလို့ဒါလေးနဲ့သုတ်ထားတယ်စီလေးသူ့ရဲ့ဖိန်ကိုစီလေးသုတ်ထားလိုက်မှာပေါ့နော်ဆက်ကြည့်ကြရအောင်ကဲချစ်တို့ရေမဟုတ်တာလေးဆွန်နာကတိတ်ထားတာမိနစ်20ပြည့်ပြီပေါ့နော်မိနစ်20ပြည့်ပြီမိနစ်20ပြည့်တဲ့အခါဆွန်နာစီသုံးထားတဲ့ခွက်ထဲပြန်ထည့်မှာပေါ့နော်သမအောင်တခါမှရောပြန်ထည့်မယ်ထည့်ပြီးပြန်ပေါင်းမှာပေါ့နော်နာချစ်တို့ရေတူတူထည့်ကြရအောင်ဒီလောက်လေးထပ်ထားတာပေါ့နော်မပါတဲ့အပြည့်တော့မထပ်ထားဘူးပေါ့နော်နောက်ပွားလာလို့ရှိရင်မလာမှာဆိုတော့ဒီလောက်ပဲထပ်ထားပါမယ်ပြီးတော့အော်ဒီနုလေးပြန်ထည့်မှာပေါ့နော်သူ့ပုံမှာပဲအော်ဒီနုလေးပြန်ထည့်မယ်နောက်ပြီးတော့ထိုင်းလိုလုတ်ကေလို့ခေါ်တဲ့ဒီသီးလေးပြန်ပြူထည့်မှာပေါ့နော်မြန်မာလိုဘယ်လိုခေါ်လဲတော့မသိဘူးသူ့ပုံမှာပြန်ပြူထည့်မယ်ခဲချက်တော့ရေဒီလောက်လေးပေါ့နော်ခြံတဲ့မုံကြီးလေးထပ်ထည့်ကြရအောင်
ဒီမျိုးလေးရပါတယ်ဆိုတော့အုပ်သေးလေးပြန်ဖြူထည့်မှာပေါ့နော်သူ့ပေါ်ဟုတ်တော့ဒီလေးပြန်ဖြူထည့်မယ်ဒီမလို့ရတာလည်းလွတ်မရအောင်နဲ့ခက်နေတယ်ချစ်လို့ရေပထမဦးဆုံးလာမသိဘူးကဲဒီလောက်ဆိုရပြီပေါင်းတော့မယ်တုံခွဲလေးရတာပေါ့နော်ချစ်တို့နော်ပေါင်းချရအောင်ပေါင်းဟိုကလေရေနွေးပွားလေးဆူလာမှရမှာနော်ရေနွေးပွားလေးဆူလာမှာနော်ကဲလောက်ပေါင်းလေးထည့်ရအောင်မီးကိုဟိုပါတယ်ပုံမှန်မီးလေးနဲ့ပြန်ထဲမှာပေါ့ဟိုပြန်ဖွင့်မှာပေါ့နော်မြင်ပြင်းပြင်းလေးမလိုပါဘူးစင်မိနစ်30လောက်ပြန်ပေါင်ထားလိုက်အောင်မယ်စက်တစ်အောင်ချက်တော့ရေချက်တော့ရေစောနာမုတ်လေးပေါင်ထားတာမိနစ်25မိနစ်ပြည့်ပြီကြည့်ပါအောင်ဖွားရွရွလေးအမလေးစားချင်းစရာလေးကောင်းတာပဲစားချင်းစရာလေးပါသူ့ထုံလိုက်တော့မေနည်းနည်းလေးပြောင်းနေတယ်လို့ပဲစင်မပြေဘူးစင်မပြေခဏလေးထောင်းလိုက်အောင်မယ်ကျင်းချက်တော့ရေစနာပေါအောင်တက်ထောင်းထားလိုက်ပြီပေါ့နော်ပူလိုက်တာမှချစ်ပါအောင်ပထမဦးဆုံးလောက်တာပါစွန်မွေးရေနဲ့မတူပဲနဲ့အဝါရောင်လေးပြန်ဖြစ်သွားတာတော့မတတ်နိုင်ဘူးပေါ့နော်စွန်မွေးရေအရေးလေးနည်းနည်းသွားပါတယ်ဒါပေမဲ့ပွားရွရွလေးနဲ့စားချင်းစရာလေးပါနော်ချစ်တို့နော်ဒီလိုပြီးလို့စီဒီဗါတဲ့ဒီစကူထဲပြန်ထဲမှာပေါ့နော်ဒါထဲလို့စီပြုတ်သွားမှာဆိုတယ်သူရဲ့ဘေးလေးကိုဒီဘေးအဲ့လိုမျိုးလေးပြီးထောက်မှာပေါ့နော်ပွားရွရွလေးနဲ့စားချင်းစရာကောင်းတဲ့စွန်မွေးရေခိမုတ်လေးပေါ့နော်ဒီထဲပြန်အောင်ထည့်မယ်လူမျိုးလေးပေါ့နော်စားချင်းစရာလေးတော့ချစ်တော့နော်တိကျပါအောင်လူမျိုးပြန်အောင်ပါတယ်ပြန်အရင်အဆုံးမောင်းထည့်လိုက်မှာပေါ့နော်ဘာလို့ဆိုဒီပန်းကိုတရားကိုထဲဟိုကိုထုတ်ပြီးတာနဲ့မထုတ်ရမှာပေါ့နော်နမိုးဆိုဟိုပါတယ်အသားအရေးလေးပြောဝင်ပြီးတော့ဟိုပြောစစ်စစ်လေးဖြစ်သွားမှာဆိုလို့ပေါ့နော်ကြည့်ပါအောင်ပထမဦးဆုံးလောက်တာဆိုတော့အဆင်ပြေတယ်လို့တော့ပြောရမယ်ချစ်တို့ရေပွားရွရွလေးနဲ့ပေါ့နော်ကဲဒီလိုမျိုးလေးရမှာပေါ့နော်လက်ရစေးထားပြီးသားဆိုတော့လက်အဲ့မတော့တော့ပါဘူးစင်ကဲဒီလိုမျိုးလေးပါပထမဆုံးလောက်တာဆိုတော့ခက်တယ်လို့လွတ်တယ်လို့လည်းဘယ်လိုပြောရမှမသိဘူးဒါပေမဲ့
အဆင်ပြေတယ်လို့ပဲပြောရမယ်တော့ကူလေးရပါတယ်ပါဝင်တဲ့ပစ္စည်းတွေကလည်းစေးမများဘူးပေါ့နော်ချစ်တို့နော်လုံးစားလဲလုံးစားကြည့်ကြနော်ကော်ဖီလေးနဲ့သားမလားအစာပြေလေးနဲ့စားမလားလူကြီးကလေးမရွေးကြိုက်တယ်နော်လောရတာလည်းအဆင်ပြေတယ်ဒါလေးနဲ့လီကျစ်မယ်အထက်ကဘလူးလေးလေဒီလိုမျိုးလေးတော့ချစ်တို့နော်တိုက်ပြီးတော့မကြဘူးတိုက်ပြီးတော့မပွားဘူးဒီလိုပုံစံလေးပေါ့နော်ဒီလိုပုံစံလေးပါဒီလိုမျိုးလေးပေါ့နော်တဲ့ဒါအေးပြီးတော့လေမွေးလေးနဲ့စမွေးရေမွေးလေးနဲ့စားချင်းစပွဲကောင်းတယ်ခီးမုတ်လေးပေါ့နော်ချစ်တို့နော်တေချာလေးလဲဟိုလုပ်ပေးထားတာမို့ချစ်တို့လည်းလဲလုံးကြည့်ကြနော်စားချင်းစပွဲကောင်းတယ်စမွေးရေခီးမုတ်လေးပေါ့နော်ကျမရေလက်ကျူစိုက်ကြအောင်တော့ချစ်တို့နော်နောက်နေ့မှပြန်ဆောက်ကြမယ်အခုလိုအားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် channel လေးကိုလည်း like and subscribe လေးမလုပ်သေးတဲ့ကလီကာတွေရဖို့တွေစီလို့ကြည့်ရင်လည်းလက်တော့ပြကြပါအောင်ချစ်တို့ရေအားလုံးကိုချစ်တယ်နောက်နေ့မှပြန်ဆောက်ကြမယ်ချစ်တို့ရေအားလုံး bye bye